အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီ channel မှာတင်သွားမယ့်ဗီဒီယိုအကြောင်းလေးကိုနည်းငယ်ရှင်းပြပေးပါမယ်ပထမတစ်ခုကတော့ကျွန်တော် forex trading နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော် forex trading ကိုလုပ်တာ2020ခုနကပိုင်းကတော့စပြီးလုပ်တာပေါ့နော်အခုချိန်ကြီးလည်းလုပ်နေတော့မယ်ကျွန်တော်အခုချိန်ကြီးအောင်မြင်တဲ့ trader တယောက်လည်းမဖြစ်သေးဘူးဘယ်နေဘယ်မှမရောက်သေးဘူးပတ်စံတွေတော့ရှုံးထားရရှိနေပြီဆိုတော့ကျွန်တော်လုပ်တဲ့ strategy တွေသုံးတဲ့ strategy တွေနောက်တစ်ခုကကျွန်တော်ကိုဘယ်လို share လမ်းခေါ်ပြီးလုပ်သွားမလဲဘယ်လိုပဲအောင်မြင်တဲ့ trader တယောက်ဖြစ်အောင်ကြိုးစားမလဲနောက်ဆုံးမောင်မြင်တော့ပဲနဲ့လုံးဝဒီနယ်ပယ်တွေကနေထွက်သွားမလားဆိုတာတွေကိုဗီဒီယိုနဲ့ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုကအခုတောင်းဆိုမယ်ဆိုလို့ရှိရင်ဒီ foreign နယ်ပယ်တွေဝင်ခြင်းနဲ့လူတွေရှိလို့ရှိရင်သူတို့ဘက်ကတောင်းဆိုလာလို့ရှိရင်တော့ကျွန်တော်ဒီဘယ်လိုလုပ်ဒီရိုးအကောက်တာမဖွင့်အကောက်ဖွင့်တဲ့ဟာတွေပြီးတော့ broker တွေရဲ့အလွဲတွေ broker တွေဘယ်လိုကျင်းရလဲဆိုတာတွေနောက်တစ်ခုအမျိုးမျိုးကျွန်တော်ဗီဒီယိုတွေဆက်တင်ပေးပါမယ်ပေါ့နော်အဲ့ဒါတော့တောင်းဆိုမှာပါနောက်တစ်ခုကတော့စီးပွားရေးအကြောင်းတွေပါစီးပွားရေးအကြောင်းတွေဆိုတော့ကျွန်တော်လေးလူငယ်ပဲအဲ့ဆိုတော့ကျွန်တော်တီးတလောက်စီးပွားရေးအကြောင်းတွေကျွန်တော်စဉ်းစားမိတဲ့စီးပွားရေးအကြောင်းတွေကျွန်တော်လုပ်ရှင်တဲ့စီးပွားရေးအကြောင်းတွေကိုကျွန်တော် idea တွေကိုတင်ပြသွားမှာဖြစ်ပါတယ်တတိယတစ်ခုကတော့ကျွန်တော်ခီးသွားတဲ့ဗီဒီယိုတွေလည်းတင်သွားမှာဖြစ်ပါတယ် hiking လောက်တာတွေပင်လယ်တွေနောက်တစ်ခုဒီရက်ထားနဲ့ပတ်စံနည်းနည်းပဲရှိပြီးတော့ခီးသွားတဲ့ဗီဒီယိုတွေလည်းတင်သွားမှာဖြစ်ပါတယ်အဲ့ဆိုတော့ဒီ channel ကို subscribe လေးလုပ်ထားပါပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပါကျွန်တော်တစ်ပတ်မှတစ်ခါဖြစ်ဖြစ်နှစ်ပတ်မှတစ်ခါဖြစ်ဖြစ်ဗီဒီယိုတွေပုံမှန်တင်သွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလောက်ပါပဲ